တော်တော်များများကပြောကြတယ်အဝေးရောက်ရင်အချစ်တွေပုံပြတ်ကုန်ပါပဲတဲ့ဒါပေမဲ့တကယ်တော့ LDRS ဆိုတာကလူတစ်ယောက်ရဲ့တစားရှိမှုကိုစမ်းသပ်တာပါအားလုံးပဲမင်္ဂလာပါရှင်ထောက်ကွေ့မြေ channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မိကအဝေးရောက်ချစ်သူတိုင်းခံစားရတဲ့အကြောင်းအရာတွေကိုဝင်နေပြပြပေးတော့မှာဖြစ်ပါတယ်ဒီလိုရဲ့ channel လေးကိုစိတ်ဝင်စားရဆိုလို့ရှိရင် subscribe လုပ်ထားပေးကြပါအောင်နော်LDRS မှာအဝေးကပြဿနာမဟုတ်ပါဘူးတကယ်တော့ communication ဆိုရဲဆက်သွယ်ပြောဆိုမှုပြတ်တောက်သွားတာကမှအဓိကတရားခံမှာဖုန်းကင်မှုအချိန်မရှိရတဲ့ငါလုံများနေလို့ခဏဒီမှာပြန်ဆက်မယ်ဆိုရဲစာလေးတစ်ချောင်းပို့မေးပြောနေရကတစ်ဖက်လူကိုစိုးရိမ်စိတ်နဲ့တန်တရားတွေဖြစ်စေပါတယ်ဒါကြောင့်မိကတော့ပွင့်လင်းမြင်သာမှုက LDRS ရဲ့ဇာတိကျော်လို့ပြောချင်ပါတယ်ကိုချစ်သူကိုလမ်းတဲ့စိတ်ကတခါတလေကိုအားငယ်စေပါတယ်များတွေ့ရအကျိုးရှိနေရမြင်ရရင်ကိုတနာမိတတ်ပါတယ်ဒါပေမဲ့မိပြချင်တာကဒီဘက်ခွာနေရတဲ့အချိန်တွေကိုကိုတိုးတက်အောင်လုပ်တဲ့နေရာမှာတုံးချကြည့်ပါကိုဝန္ဒနာပါလာလေးတွေကိုလုပ်မယ်စာဖတ်မယ်ကိုကစိတ် passion တွေမှာကိုရဲ့ relationship ကလည်းကျန်းမာမှာပါLDRS တို့ကိုခိုင်မာဖို့ဆိုလို့ရှိရင်ငါတို့ဘယ်တော့ပြန်ဆောင်မလဲဆိုတဲ့ကြည့်ကြရဲ့နှလုံးချက်ရှိဖို့လိုပါတယ်ဘယ်တော့မှမတည်ရတဲ့နေ့ကိုစောင့်ရတာကလူကိုစိတ်ကုန်စေပါတယ်အားကြောင့်ရှိသမျှအစီအစဉ်တွေကိုအတူတူတိုင်ပင်ပါအဲ့ဒီပြန်ဆောင်မဲ့နေ့ဆိုတဲ့စိတ်ကူးလေးကပဲခက်ခဲတဲ့ညတွေကိုကြုံပြဖို့ခွန်အားဖြစ်စေပါလိမ့်မယ်အမှန်တော့ LDRS ဆိုတာကအချစ်စစ်တဲ့သူတွေအတွက်ဆုလက်တစ်ခုပါဘာလို့လဲဆိုတော့လူချင်းမထိတွေ့ရပဲနှလုံးသားချင်းစိတ်ဝိညာဉ်ချင်းချိတ်ဆက်ရတာမို့လို့ပါတယောက်နဲ့တယောက်စိတ်ရှည်ပြီးပါနားလည်ပြီးပါဒီနေ့မိပြတ်သားတာလေးတွေကအဝေးမှာရှိနေတဲ့ချစ်သူတွေအတွက်အဆင်ပြေစေမယ်လို့ပြောလင်းပါတယ်စားထောင်ပြီးတော့လည်းကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲကောင်းသောနေ့တွေကိုပိုင်နိုင်ကြပါစေရှင်